2026ခုဇူလိုင်လတလတာရွှေစကားငွေစကားဟောကြားချက်များဖြစ်ပါတယ်ခင်ဗျရှေးဥစွာကျွန်တော်မိတ်ဆွေအားလုံးပေါ့အနေနဲ့ရကဘယ်နေသားသမီးမဆိုဒီဇူလိုင်လတလတာမှာမကောင်းကျိုးပြောက်ကောင်းကျိုးရအောင်ကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေရွေချက်တွေအောင်မြင်အောင်တတ်ရဖို့လှုပ်စေခြင်းနဲ့ကံပြည့်လက်ဆောင်စကားလေးပါရရင်အနေနဲ့ရကရွှေစကားမိတ်ဆွေပြိတ္တာအားလုံးကိုစိတ်နှပြကျမ်းမာတည်တဲ့ကျမ်းမာအောင်ချမ်းသာတည်တဲ့ချမ်းသာအောင်စွမ်းဆောင်တော်မူနိုင်ကြပါစေကံဉဏ်ဝရိယ၃ချက်လုံးအားကောင်းအောင်လဲဂျူပန်တော်မူနိုင်ကြပါစေလို့လိုက်လဲမြတ်တာပို့တာလိုက်ပါတယ်ခင်ဗျာ2026ခုဇူလိုင်လတလတာရွှေစကားငွေစကားဟောကြားချက်များဖြစ်ပါတယ်ခင်ဗျာရှေးဥစွာကျွန်တော်မိတ်ဆွေအားလုံးပေါ့အနေနဲ့ရကဘယ်နေသားသမီးမဆိုဒီဇူလိုင်လတလတာမှာမကောင်းကျိုးပြောက်ကောင်းကျိုးရအောင်ကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေရွေချက်တွေအောင်မြင်အောင်တတ်ရဖို့လှုပ်စေခြင်းနဲ့ကံပြည့်လက်ဆောင်စကားလေးပါရရင်နံပါတ်1ကျမ်းမာရေးနဲ့ပတ်သက်တဲ့အလှူဒါနကုသိုလ်လေးလုပ်နိုင်တော့လုပ်ပါဗျကိုတနိုင်လေးပေါ့ဗျဆေးဝါးလှူတာပဲဖြစ်ဖြစ်ဆေးဘိုးဝါကလှူတာပဲဖြစ်ဖြစ်နေမကောင်းတဲ့လူကိုဆေးဘိုးဝါကလှူတာလူကြီးမိဘဆရာသမားတွေကိုဆေးဝါးပစ္စည်းတစ်ခုကြော်တာလှူဒန်းတာစသဖြင့်ပေါ့ပြုလုပ်ပါနံပါတ်2လျှက်စစ်မီးနဲ့ပတ်သက်တဲ့အလှူဒါနကုသိုလ်ပြုလုပ်ပါဖရာစီဒီတစ်စစ်ဇေယျတစ်ကြောင်းကြောင်းကန်တွေမှာလျှက်စစ်မီးလှူတာပဲဖြစ်ဖြစ်ဒါမှမဟုတ်လေလျှက်စစ်ပစ္စည်းပေါ့မီးဒီလှူမယ်မီးကြောင်းလှူမယ်စသဖြင့်ပေါ့နော်အဲ့တော့ဖရာစီဒီဇေယျတစ်ကြောင်းတွေမှာလည်းလှူလို့ရတယ်ဒါဆွေမျိုးသားချင်းတွေကိုမိတ်ဆွေအပေါင်းအသင်းဆွေမျိုးသားချင်းတွေကတက်ကြီးဝါကြီးသူတွေကိုလည်းကဲမီတာကလေးဒီတလတာလှူမယ်စသဖြင့်ဆောင်းရွက်လို့ရတာပေါ့အဲ့တော့ဒီတလမှာဘလို့အရေးအကြောင်းတွေပဲရှိစေဝါလှူဒန်းခြင်းလျှက်စစ်မီးနဲ့ပတ်သက်တာလေးလှူဒန်းပြီးတော့ကျွန်တော်မိတ်ဆွေအားလုံးကဲအောင်ရအောင်ကြောင်းအောင်တကောင်းတွေရရှိကြပါစေခင်ဗျာဆက်လက်ပြီးတော့သတင်းမဟာတအားကြီးတဲ့တနင်္လာသားသမီးမိတ်ဆွေများအတွက်2026ခုဇူလိုင်လတလတာရွှေစကားငွေစကားဟောကြားချက်များဖြစ်ပါတယ်ခင်ဗျာဒီလိုကိန်းမျိုးမှာကကိုယ့်အတွက်ပဲဖြစ်ဖြစ်မိသားစုတွေအတွက်ပဲဖြစ်ဖြစ်နိုင်ငံခြားနဲ့ပတ်သက်တဲ့ရည်ရွယ်ချက်အစီအစဉ်တွေစ조사မယ်ဆိုရင်ကောင်းတယ်ပညာရေးတို့သင်တန်းတို့စုဘွဲ့ယာတူးဂုဏ်ထူးဆိုင်ရာကိစ္စတွေစ조사မယ်ဆိုရင်ကောင်းတယ်အမွေကိစ္စတို့မြေနဲ့ပတ်သက်တဲ့ကိစ္စဖုန်းနဲ့ပတ်သက်တဲ့ရည်ရွယ်ချက်အဲ့ဒါတွေစ조사မယ်ဆိုရင်ကောင်းတယ်အချင်းဒီပေးတာတွေကိုပေးတယ်လို့ရွေးပြီးလုပ်တဲ့နဲ့မပေးတာတွေကိုဇွတ်ကြီးမလုပ်တဲ့ဘူးဘယ်ကိစ္စမှမဆိုစိတ်အေးခေါင်းအေးလေးနဲ့တော့ချစ်တဲ့ရမယ့်ကိန်းမျိုးဖြစ်ပါလေမတင်မကြစိတ်တိုင်းမကြစရာတွေများတတ်တယ်သူများတွေကလည်းကိုယ့်ကိုအမြင်မကြည့်ကိုကလည်းသူများတွေကိုအထင်လွှဲငါဒီမှာမနေချင်ဘူးဒီလောက်ကထွက်ရရင်ကောင်းမလားငါဒီလိုက်ရှင်သွားဝင်ရင်ကောင်းမလားဘုန်းကြီးသွားဝင်ရင်ကောင်းမလားဆိုတာမျိုးဖြစ်တတ်တယ်စိတ်နဲ့ကိုယ်နဲ့မကတ်တွေဖြစ်ပြီးငွေမပစ္စည်းမအဝယ်မအယောက်မအဆုံးပြတ်မဂရိပေးမစကားမလေးတွေတတိကျူပါငွေတို့ပစ္စည်းတို့အလေလွင့်အကြအပေါက်ဟိုအပြောက်ပြမီဒါအကြအကွဲလို့ဘယ်ဥစ္စာဘယ်နာမှမိကြနေကြမှမသိဆိုတာမျိုးလေးတွေဒီဥဆိုင်ဖို့ဖြစ်ပါတယ်အဲ့တော့ခေါင်းအေးစိတ်အေးလေးနဲ့အချင်းကြီးပေးတာတွေကိုပေးတော့လုပ်မယ်မပေးတာကိုဇွတ်မလုပ်ဘူးညှိနှိုင်းတိုင်မင်းလေးဆောင်ရွက်တဲ့အချိန်ဖြစ်ပါတယ်လူသဖြင့်ဒီကိန်းမျိုးမှာငွေကြေးနဲ့ပတ်သက်လို့ကားနဲ့ပတ်သက်လို့ခရီးနဲ့ပတ်သက်လို့မစွန့်စားတတ်ပါဘူးနော်ကဲအဲ့တော့တနင်္လာသားသမီးမိတ်ဆွေတွေကအရေးကြီးကိစ္စကြီးငယ်ရှိတဲ့ရက်မျိုးတွေမှာကံရဲ့အပမိုးရဖို့ဆိုရင်ခရမ်းရင်အပြာရင်ဒါမှမဟုတ်အနက်ရောင်များပါတဲ့အဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးသွဲပါမိမိတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအားတက်အောင်လုပ်ငန်းဆောင်တာတွေတိုးတက်အောင်ဆိုရင်ဘာတွေပဲရောင်းရင်ဆိုင်ခင်းပြီးရောင်းတာပဲဖြစ်ဖြစ် online ကဖြန့်ကြည့်တာပဲဖြစ်ဖြစ်အိမ်ရောင်းခြံရောင်းကားရောင်းနွားရောင်းကြားရောင်းပြက်ရောင်းဝယ်ရောင်းဆက်ရောင်းငှက်ရောင်းမယ်ဖြစ်ဖြစ်နောက်ကိုအလုပ်နဲ့ပတ်သက်တဲ့နော်လုပ်ငန်းဆောင်တာပစ္စည်းမှန်သမျှကိုဗတောက်ကိုင်းလေးတကိုင်းဗတောက်ကိုင်းတင့်တော်တဲ့ဗတောက်ကိုင်းပေါ့ဒူရှိဗတောက်ကိုင်းဖြစ်ဖို့ပါပဲနော်ဗတောက်ကိုင်းလေးတကိုင်းနဲ့12ချက်ရိုက်ပြီးတော့ဆူတောင်းပါ12ချက်ရိုက်လိုက်ဆူတောင်းလိုက်12ချက်ရိုက်လိုက်ဆူတောင်းလိုက်ပြုလုပ်ဖို့ဖြစ်ပါတယ်ဒီကာလမှာတင်းလာသားသမီးများအတွက်ကံကောင်းလက်ရွှင်စေမယ့်နံပါတ်တွေကဏ္ဍတွေကဒါအချိန်ချက်နာရီတွေနေ့ရက်တွေရွေးမယ်အယောင်းဝယ်ဈေးစကားတွေတတ်မှတ်မယ်အိမ်နံပါတ်ခြံနံပါတ်ကားနံပါတ်အခန်းနံပါတ်တွေရွေးမယ်ဆိုရင်
ငါးကနန်းခွန်ကနန်းတွေဟာကိုယ့်အတွက်ကံကောင်းလက်ရှင်စီပါလိမ့်မယ်ကဲတင်းလာသားသမီးတွေဒီလိုကာလာမျိုးမှာလေဘလို့ရေးကြောင်းမရှိရှိကံရဲ့အပံမိုးရအောင်မကောင်းကျိုးပြောက်ကောင်းကျိုးရအောင်ဆိုရင်တန်ရှင်းရေးနဲ့ပတ်သက်တဲ့အလှူဒါနကုသိုလ်လေးလုပ်နေတာလုပ်ပေးပါကဲဟိုဘုရားစီတီဇေယျတောင်းကျောင်းကနေမှတန်ရှင်းရေးကုသိုလ်ပြုလုပ်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်လည်းတပြည့်စီးတို့သွားတိုက်စေးတို့ဆက်ပြားတို့ခြေတုပ်ခုံတို့စသဖြင့်တန်ရှင်းရေးနဲ့ပတ်သက်တဲ့လှူဝေပစ္စည်းလှူဒါနမျိုးပဲဖြစ်ဖြစ်အဲ့ဒါမျိုးပြုလုပ်ပြီးတော့ကံရဲ့အပံမိုးရရှိကြပါစေကျွန်တော်မိတ်ဆွေအားလုံးလည်းပဲကံဉဏ်ဝိရိယ3ချက်လုံးအားကောင်းအောင်ဂျိုးပန်းတော်မူနိုင်ကြပါစေခင်ဗျာ